ဒီ mass မှာတဲ့အရန်လွယ်တဲ့ဒီပုံစံလေးကိုပြပြပေးမယ်နော်အဲ့တော့ဒီမှာ equation လေးတစ်ကြောင်းရှိပါတယ်အဲ့တော့သူကနှစ်ထပ်ကိန်းလေးဖြစ်နေတယ်နော်နှစ်ထပ်ကိန်းလေးဆိုတော့သူ့ရဲ့ဒီဘက်ကချမ်းလေးကိုညီမကြီးရဲ့တစ်ဖက်ကိုပို့လိုက်မယ်အဲ့တော့ဒီ equation လေးကိုတို့ကတက်ချေကန်လေးနဲ့ရှင်းပါမယ်ဒါ h(x) ဘက်ကကြတော့9နဲ့30ဒီကောင်လေးကအပေါင်းဖြစ်ရမယ်နောက်ပြီးတော့အဲ့ဒါအပေါင်းကကြီးမှာပေါ့ကောင်လေးကနှုတ်ဖြစ်မယ်နော်ဒါလေးတွေကကျွန်တော် grade 8လောက်ထဲကဒါသင်ထားပြီးသားပါတယ်ပေါ့နော်စာထဲမှာဟုတ်လားဒီမှာ x plus 5 x minus 3ဒါဆိုရင် x တန်ဘယ်လောက်ဖြစ်နိုင်လဲနော် minus 5ဖြစ်နိုင်တယ် plus 2ဖြစ်နိုင်တယ်အဲ့တော့ဒီမှာအဖြေကဘယ်ဟာကြီးကိုရှိလဲဆိုလို့ရှိရင် minus 5ဖြစ်တဲ့ဒီကိုပဲယူလို့ရမယ်နော်